ဖျားကုံတော်9ပါးကို9ကောက်ရွတ်မှာဖြစ်ပါတယ်ခင်ဗျာမနက်စောစောထတောက်တော်ကြီး3ခွက်ကဖျားကုံတော်9ပါးကို9ကောက်ရွတ်ပါ9ရက်တိတိလုံးမှာဖြစ်ပါတယ်ခင်ဗျာ9ရက်တိတိရွတ်ပါအတိတ်တန်နဲ့အောင်မြင်စေတဲ့လိုချင်တာတွေပြည့်စေပါတယ်ခင်ဗျာတကယ်တည်းထူးခြားပြီးတကယ်လည်းထိရောက်စေပါတယ်ခင်ဗျာမိမိလိုချင်တာတစ်ခုခုကိုဥပမာထိပေါက်ရပါလို့ဤငွေတင်တင်းကြည့်ရပါလို့ဤစသဖြင့်မိမိလိုရာတစ်ခုတည်းဥသာဆုတောင်းပါဗျာအမှန်တကယ်ပဲဆုတောင်းပြည့်စေပါတယ်ဗျာဘုရားကုံတော်9ပါးကို9ကောက်ရွတ်ဘုရားတောက်တော်ကြီး3ခွက်က9ရက်တိတိလုံးမှာဖြစ်ပါတယ်ခင်ဗျာ9ရက်တိတိပါဣတိပိတောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာဇရဏတမ္မန္တောတုကတောလောကဝိတုအနုန္တရောပုရိသဓမ္မတာရတိတတ္တဒေဝမနုဿာနံဗုဒ္ဓောဘဂဝါတိအနတ်အိဗေပါတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအရဟံဂုံတော်ကိလေသာကင်းစင်၍အမျက်ဆုံးပုဂ္ဂိုလ်ဖြစ်ခြင်းလူနဲ့မြမတို့၏ပူဇော်ထူးကိုခံတော်မူထိုက်သောမြတ်စွာဘုရားတမ္မာတမ္ဗုဒ္ဓောဂုံတော်တရားအလုံးစုံကိုတပ္ပညုတ္တဉာဏ်ဖြင့်အလုံးစုံလိုသိခြင်းဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရားဝိဇာဇရဏတမ္မန္တောဂုံတော်ဝိဇာဉာဏ်3ပါး10ပါးဇရဏတရားအကျင့်15ပါးတို့နှင့်ပြည့်စုံတော်မူခြင်းအကြီးဆုံးဝိဇ္ဇာနှင့်အကောင်းဆုံးအကျင့်ရှိသူဖြစ်တော်မူသောမြတ်စွာဘုရားတုကတောဂုံတော်အကျိုးရှိသောဟုတ်မှန်သောစကားကိုသာကောင်းစွာဆိုတတ်သောမြတ်စွာဘုရားလောကဝိတုဂုံတော်တတ္တလောကသင်္ခါရလောကဩဃာတလောကတည်းဟူသောလောကသုံးပါးကိုအကုန်အစင်သိမြင်တော်မူသောမြတ်စွာဘုရားအနုန္တရောပုရိသဓမ္မတာရတိဂုံတော်မယင်ကျေးသောဆုံးမထိုက်သူတို့ကိုယင်ကျေးသိမ်မွေ့အောင်ဆုံးမရ၌အတာလုံဆုံးဖြစ်တော်မူသောမြတ်စွာဘုရားတတ္တဒေဝမနုဿာနံဂုံတော်လူနတ်မြမတတ္တဝါအားလုံးတို့၏ဆရာတဆုဖြစ်တော်မူသောမြတ်စွာဘုရားဗုဒ္ဓောဂုံတော်သစ္စာ၄ပါးကိုကိုယ်ပိုင်ဉာဏ်ဖြင့်သိတော်မူပြီးတပါးသူတို့ကိုအားလည်းဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရားဘဂဝါဂုံတော်ဘုန်းတော်6ပါးနှင့်ပြည့်စုံတော်မူခြင်းဘုန်းတကူအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာဘုရားကိုရှိခိုးပါ၏ရှင်ဘုရားဘုရားကုံတော်9ပါးကို9ကောက်ရွတ်ဘုရားတောက်တော်ကြီး3ခွက်ကမနက်တိုင်းစောစောလေးထားရွတ်ပေးပါ9ရက်တိတိလုံးမှာဖြစ်ပါတယ်ဗျအဋ္ဌာန်နဲ့အောင်စေပါတယ်ဗျမိမိလိုရာစုတစ်ခုကိုတောင်းအမှန်တကယ်ပဲပြည့်စေပါတယ်ဗျအားလုံးစံတတ်ခြင်းလိုက်လို့ကြည့်ပါဗျအစဉ်ပြေပါတယ်ဗျအားလုံးအစဉ်ပြေပါစေ